ဒီဗီဒီယိုမှာနန်းစင်းပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်သူမှမပြောသေးတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြပေးပါမယ်။တချို့ကနန်းစင်းပိုင်းကိုအလုတ်ပြောင်းတော့မယ်ဆိုရင်အဖိုးအဖွားတွေအမြဲတမ်းရှိနေတဲ့နန်းစင်းဟုံးနေရာကိုပဲသွားပြီးတော့မြင်တတ်ကြပါတယ်။ဒီတော့တကယ်တော့လေနန်းစင်းဟုံးရဲ့အောက်မှာအရေးကြီးတဲ့ဌာနတွေ၃ခုရှိပါတယ်။ပထမနံပါတ်1ကတော့ကျွန်တော်တို့အမြဲတမ်းအဖိုးအဖွားတွေထားတဲ့ကျွန်တော်နန်းစင်းဟုံးမှာရှိနေတဲ့ Wat လို့ခေါ်တဲ့လူနာဆောင်ဖြစ်ပါတယ်။ဒီအဲ့ဒီမှာကအဖိုးအဖွားတွေဒီအဖိုးအဖွားတွေဒီ24နာရီဒီမှာရှိနေတာဖြစ်ပါတယ်နောက်ထပ်နံပါတ်2ဌာနကဘာလဲဆိုတော့ day care center ဖြစ်ပါတယ်ဒီတော့အဖိုးဖွားတွေကမနက်ပိုင်းပဲလာတယ်ညနေပိုင်းရုံးဆင်းချိန်ကြတော့တို့ကအိမ်ကိုပြန်ရတယ်အဲ့ဒီဌာနလည်းရှိပါတယ်နောက်တစ်ခုနံပါတ်3ကအခုအလုပ်ခေါ်နေတဲ့ home personal care လို့လည်းခေါ်တယ် home care လို့လည်းခေါ်ပါတယ်အိမ်မှာသွားပြီးတော့မှကြည့်ရတာဖြစ်ပါတယ်အိမ်မှာသွားပြီးတော့မှရေချိုးပေးရတယ်ဆေးတိုက်ပေးရတယ်အစားအသောက်လေးတွေကူပြီးတော့ပြင်ဆင်ပေးရတယ်သူတို့ရဲ့အဝတ်အစားလေးတွေကူပြီးတော့ရှော်ပေးရတယ်အဲ့ဒီအပိုင်းတွေရှိပါတယ်ဒီတော့ဒီဌာန3ခုရှိပါတယ်ဒီဌာန3ခုကိုဘလို့လူတွေကဘယ်ဌာနကိုရွေးချယ်ရမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီဗီဒီယိုမှာပြောသွားပေးပါမယ်ဒီတော့အဖိုးအဖွားတွေအမြဲတမ်းရှိနေတဲ့ Wat လို့ခေါ်တဲ့ nursing home ကိုရွေးချယ်ခြင်းတဲ့သူတွေကကိုကတင်းတစ်ခုနဲ့အလုပ်လုပ်ရတာကိုကြိုက်တယ်ပြီးလို့ရှိရင်အချိန်မှန်မှန်အလုပ်ဝင်ရတာကိုကြိုက်တယ်နောက်ပြီးတော့ကိုညာစင်းတွေလည်းစင်းနိုင်တယ်ညာစင်းတွေအလုပ်လုပ်ရတာလည်းကြိုက်တယ်ဆိုရင်တော့ဒီအဖိုးအဖွားတွေအမြဲတမ်းရှိနေတဲ့24နာရီရှိနေတဲ့ Wat ထဲမှာအလုပ်လုပ်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအဖိုးအဖွားတွေဒီ24နာရီရှိနေတဲ့အတွက်ကိုက3 shift ဆင်းပေးရတယ်။မနက်ခင်းဆင်းရတယ်နေ့လယ်ခင်းဆင်းရတယ် night duty တွေဆင်းပေးရတာရှိပါတယ်။ဒီတော့ကိုကအတင်းတစ်ခုနဲ့အဖွဲ့အစည်းနဲ့အလုပ်လုပ်ရတာကိုကြိုက်တယ်ပြီးလို့ရှိရင်သူကအချိန်နောက်ကျလို့လည်းမရအောင်အချိန်မှန်မှန်ဝင်ရတယ်အချိန်မှန်မှန်ထွက်ရတယ်အဲ့ဒီဘိုင်းကိုကြိုက်တယ်ဆိုရင်တော့ဒီ Wat ထဲကိုရွေးချယ်ပါနံပါတ်2ကဘာလဲဆိုတော့ကိုကဒီလိုမျိုးအဖွဲ့အစည်းနဲ့တော့လောက်ရတာကြိုက်တယ်ဒါပေမဲ့ရုံးစင်းချိန်ကိုပဲကြိုက်တယ်ဥမာမနက်ခင်း9နာရီလောက်မနက်ခင်း10နာရီဖြစ်မယ်ထင်တယ်10နာရီလောက်အလုပ်လာတယ်အလုပ်လာပြီးတော့ညနေရုံးစင်းချိန်9နာရီလောက်ကိုအဖိုးဖွားတွေကိုပြန်ပို့ရတယ်ပြီးလို့ရှိရင်ရေလည်းမချိုးပေးရဘူးပြီးတော့အဖိုးဖွားတွေနဲ့ activity လေးတွေတွဲပြီးတော့လောက်ရတာပျော်တယ်ဆိုလို့ရှိရင် day care center ကို join ပါဒီတော့ကိုယ့်ရဲ့ရွေးချယ်မှုပုံမှာအများကြီးမို့တည်ပါတယ်နောက်ထပ်နံပါတ်3ကခုနလိုမျိုး home personal care home care ဆိုတာလည်းမကောင်းတာမဟုတ်ဘူးเนาะကောင်းတယ်ဒါပေမဲ့ကိုရွေးချယ်ရမှာကိုကတယောက်ထက်သီးသန့်သန့်အလုပ်လုပ်ရတာကိုကြိုက်တယ်ပြီးလို့ရှိရင်ဒီအဖိုးဖွားတယောက်တည်းကိုပဲပြုစုရတာကိုနှစ်သက်တယ်ဆိုရင်တော့ဒီ home personal care ကိုရွေးချယ်ပါနောက်တစ်ခုကဘာလဲဆိုတော့ကိုကလူအများကြီးနဲ့စကားပြောရမှာလဲမလိုလားဘူးပြီးလို့ရှိရင်ခရီးသွားတာလည်းကြိုက်တယ်တချို့ရေဆိုရင်လေအပြင်ထွက်နေရင်ဒါကပြောတာဒီ home personal care ဆိုတာကြတော့အဲ့လိုမျိုးသွားပေးနေရတာပေါ့နော်ကိုကအပြင်မှာနေတယ်ဒီအဖိုးအဖွားအိမ်သွားဆိုဒီဖွားအိမ်ဒီအဖိုးအိမ်ကိုသွားပေးရတယ်အဲ့လိုမျိုးအပြင်သွားတာကိုနှစ်သက်တဲ့သူတွေပြီးလို့ရှိရင်ဒီအဖိုးအဖွားတယောက်တည်းကိုပဲတည်တည်တန်းတန်းကြီးရတဲ့သူတွေဆိုရင်တအားပျော်စရာကောင်းတယ်ဒီတော့အဲ့ဒီအလုပ်ကို join ပါဒီတော့ဒီ3ခုပေါ့နော်နံပါတ်1ကတော့ Wat ထဲမှာတော့သူကနည်းနည်းလေးပင်ပန်းလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အဖိုးအဖွားတွေကအများကြီးရှိတာတလွှာကို40ကျော်တွေ30ကျော်တွေ50ကျော်တွေရှိတာရှိတော့ကြတော့အဖိုးအဖွားမျိုးစုံကိုပြုစုရတာဥပမာလူတကိုစိတ်တစ်မျိုးဆိုတော့အလွှာမှာအဖိုးအဖွား50ရှိရင်စိတ်က50ရှိတာအဲ့တော့ကြတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဝါသနာပေါ်မှာကိုယ့်ရဲ့အခြေခံပြီးတော့ကိုယ့်ကိုအခြေခံပြီးတော့ရွေးချယ်ရမှာကိုကအဲ့လိုမျိုးအများကြီးကိုပြုစုရတာကြိုက်တာလားဟလာပြီးလို့ရှိရင်ခုနလိုမျိုးရုံးစင်းရုံးသွားပြီးလို့ရှိရင်အဖိုးဖွားရဲ့ activity တွေလုပ်တဲ့အခါတွေကိုသဘောကျတာလားအဲ့ဒီပုံမှာမူတည်ပြီးတော့ရွေးချယ်ရမှာပြီးတော့ home personal care ကလည်းမကောင်းတာမဟုတ်ဘူးเนาะကိုကတယောက်တည်းသီးသန့်ပြုစုရတာကိုကြိုက်တယ်ပြီးလို့ရှိရင်ခရီးသွားရတာကြိုက်တယ်ဆိုရင်အဲ့ဒါကိုရွေးချယ်လစာတွေကအကုန်လုံးကအတူတူပါပဲတိတ်ပြီးတော့မကွာပါအောင် business salary တွေဒီအတူတူပါပဲအရင်ကြီးကွာခြားမှုမရှိပါဘူးဒါတော့ကိုသုံးသက်ပါဒါပေမဲ့တခုသိထားရမှာကကိုကအဲ့လိုမျိုးရွေးချယ်မယ်ဆိုရင်အလုံးရနိုင်မှုကပို့ပြီးတော့မှကွာခြားသွားလိမ့်မယ်ဟိုအချိန်ကြာသွားလိမ့်မယ်ပေါ့နော်ဥမာဟာငါတော့နန်းစင်းဟုံးရမှဒီ Wat ထဲကိုရမှငါအလုပ်လုပ်မယ်ဆိုရင်ဘာဖြစ်သွားမလဲ Wat ထဲကလာတဲ့ job offer ရောက်မှကိုကအလုပ်ရှောက်ရမယ်ငါ day care job offer လာမှအလုပ်ရှောက်မယ်ဆိုရင်လေအဲ့ဒီ day care job offer လာမှစောင့်ရမှာဖြစ်ပါတယ်home personal care တခုကိုရွေးချယ်မယ်ဆိုလဲအဲ့ဒါလာမှစောင့်ရမှာဒီတော့ကိုကနန်းစင်းပိုင်းကိုမှသွားမယ်ကိုတကယ်လဲဝါသနာပါတယ်လုံနိုင်မယ်ဆိုရင်တော့ तू က helper နဲ့မတူဘူးเนาะဒီအိမ်မှာလောက်တာနဲ့မတူဒါကသူ့ nursing က nursing ပဲသူတို့မှာ rule and regulation ဆိုတာရှိရယ်ကုမ္ပဏီကိုရောက်ပြီဆိုတာနဲ့ကိုယ့်ကိုတရားကိုလာပြီးတော့
rule and regulation တွေချပြလိုက်မယ်အဲ့ဒါကိုလုံနိုင်လားမလုံနိုင်လားအဲ့ဒါကို3လအတွင်း probation ကာလသတ်မှတ်လိုက်မယ်ပြီးရင် company တွေကလည်း training တွေပေးတာရှိလိမ့်မယ်အဲ့ဒီအရာပေါ်မှာမူတည်ပြီးတော့ကိုကသုံးသပ်မှာဖြစ်ပါတယ်ဒါလေးကိုအားလုံးနားလည်အောင်မျှဝေပေးတာပါအကျိုးရှိရင်ကို share သွားပေးပါဦးကိုရဲ့မိတ်ဆွေများအားလုံးဆင်ပေးကြပါစေ